Cancer, Scorpio, Pisces ဒီသုံးဆိုင်ကိုသွားပြီးအထင်မသေးနဲ့နော်သူတို့ကအချစ်အတွက်စိတ်ခံစားချက်အတွက်ဆိုရင်ဘဝကိုတောင်ရင်းရဲတယ်တဲ့သူတို့လေးတွေကတော့ဝါတာဆိုင်ဝါတာ family လေးတွေဖြစ်ကြပါတယ်ရေတွေကပုံစံမျိုးစုံပြောင်းလဲနိုင်တယ်လို့ဒီဝါတာဆိုင်လေးတွေကလည်းပတ်ဝန်းကျင်ရဲ့ energy တွေ color တွေကိုအလွယ်တကူခံစားတတ်ကြတဲ့လူတွေဖြစ်ပါတယ်တဲ့ဝါတာဆိုင်လေးတွေကသူတို့ရဲ့ mind emotion ခံစားချက်တွေကိုတဲ့အပေါ်ယံ layer လေးတွေမထားပဲ deep layer ထိသွားပြီးခံစားတတ်ကြတယ်တဲ့အရန်ကိုကျင်နာတနာတတ်တယ်လို့ဘယ်ရာကိုမဆိုနက်နက်ရှိုင်းရှိုင်းကြီးခံစားပြလိုက်တော့တခါတလေမှလည်းခံစားချက်တွေပြင်းထန်လို့စိတ်မတည်မငြိမ်မျိုးတွေပါဖြစ်ရပါတယ်တဲ့တခြားဆိုင်တွေထက်ဝါတာဆိုင်လေးကစစ်ဆန့်စက်ထမအာယုံအကောင်းဆုံးလို့ပြောလို့ရပါတယ်အခြေအနေတစ်ခုရဲ့ဖြစ်လာနိုင်ခြေတွေတစ်ဖက်လူတွေရဲ့စိတ်နေစိတ်ထားတွေကိုမေးခွန်းတွေမေးစရာမလိုဘူးစကားတွေပြောစရာမလိုဘူးအလိုလိုကိုခံစားသိရှိနိုင်တဲ့ intuition တွေလည်းကောင်းနေတတ်ပါတယ်တဲ့မိသားစုမိတ်ဆွေတငယ်ချင်း relationship တွေပေါ့အရန်ကိုတစ္ဆာရှိပြီးနှွေးထွေးဂရုစိုက်တတ်တာဝါတာဆိုင်တွေပါပဲတဲ့နှွေးထွေးဂရုစိုက်တတ်ယုံပဲလားဆိုဒါတွင်ပဲကမလဲတဲ့ချစ်တဲ့သူတွေအတွက်ဆိုရင်ကိုချင်းစာတရားအပြည့်နဲ့အနစ်နာခံတတ်ကြတဲ့လူတွေလည်းဖြစ်ကြပါလေတဲ့ရေရီရဲ့အသိမ်အနက်ကိုအပေါ်ယံကကြည့်ရင်ဘလောက်ရှိမှန်းမသိသလိုတဲ့ဝါတာဆိုင်တွေရဲ့စိတ်ရင်းအမှန်ကိုလည်းခံမှန်းရခက်ပါတယ်တဲ့လျှို့ဝှက်ချက်အရန်များတယ်ဆိုတာဝါတာဆိုင်လေးတွေကိုခေါ်တာပါတဲ့ဝါတာဆိုင်လေးတွေကတော်ယုံဆိုရင်လူတိုင်းကိုအလွယ်တကူမယုံကြည်တတ်ဘူးတဲ့တော်ယုံတန်ယုံယုံကြည်ရတဲ့လူမဟုတ်ရင်တော့ရင်ဖွင့်ပြောပြတတ်ကြတဲ့လူတွေမဟုတ်ပါဘူးတဲ့ဝါတာဆိုင်လေးတွေက intuition လေးတွေကိုယုံကြည်ပြီး intuition လေးတွေရဲ့ flow တိုင်းပဲလိုက်သွားမယ်ဆိုရင်ဘဝကအောင်မြင်မှုတွေအများကြီးရရှိနိုင်တဲ့သူတွေဖြစ်ကြမှာပါတဲ့တခုတတိထားမှာကတော့တဘာသူရဲ့စိတ်ခံစားချက်မှာကိုကမနစ်မျောသွားအောင်မနစ်မွန်းသွားအောင်ဘောင်တွေလေးထားပြီးနေဖို့တော့လိုအပ်ပါမယ်တဲ့အောက်တိုဘာလ23မှာနိုဝင်ဘာလ21ကြာမွေးဖွားတာကတော့ဝါတာဆိုင်မိသားစုဝင်စကော်ပီယိုလေးဖြစ်ပါတယ်စကော်ပီယိုလေးတွေကတဲ့အပေါ်ယံကြည့်ငြိမ်သက်နေတဲ့ရေမျက်နှာပြင်လိုဖြစ်နေပြီမဲ့တဲ့အတွင်းမှာတော့အရန်ကိုနှက်ဆိုင်ကြိတ်ပြောလာတဲ့ကန်ရည်ပြင်လိုမျိုးပါပဲတဲ့ဒါကြောင့်စကော်ပီယိုလေးတွေကို fish water လို့တင်စားပြီးခေါ်ပေါ်ကြတာပေါ့နော်စကော်ပီယိုလေးတွေကအချိန်ကြီးတစ်ခုပေါ်ဆိုရင်အပေါ်ယံတွေမကြည့်နေပဲအတွင်းထဲကြည့်အနှစ်သာရရှိစူးစမ်းလေ့လာတတ်ကြပါလေတဲ့သူတို့တွေကအရန်ကိုတစ္ဆာရှိပြီးသူတို့ပေါ်တစ္ဆာဖောက်တဲ့လူတွေကိုလည်းအညိုအသေးကြီးထားတတ်ကြတာပါတဲ့ဘဝရဲ့လှိုင်းနေအနေအမြင့်ဘလို့ပဲရိုက်ခတ်ပါစေရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့လူတွေကတော့စကော်ပီယိုလေးတွေပါပဲတဲ့စကော်ပီယိုလေးတွေရဲ့စိတ်သက်ကအရန်ကို strong ဖြစ်တယ်တစ္ဆာရှိတယ်ပြီးတော့သူတို့ရဲ့ intuition လေးတွေကအရန်ကောင်းနေတာကြောင့်တစ်ဖက်လူတွေရဲ့စိတ်ကိုဖမ်းမိတယ်နားလေလွယ်တယ်အတိတ်ပဲဖွင့်တတ်ပါတယ်တဲ့စကော်ပီယိုလေးတွေက intuition ကောင်းတယ်လို့ trauma တွေများနေတဲ့အချိန်ကျရင်လည်း illusion တွေဖြစ်နေတတ်ပါတယ်တဲ့စကော်ပီယိုလေးတွေရဲ့အားနည်းချက်ကတော့တန်တရားစိတ် doubt တွေအမြဲများနေတတ်တာရဲ့ပိုင်ဆိုင်လိုစိတ်စိုးမိုးလိုစိတ်ကြီးတာရဲ့အရာရာပေါ်လျှို့ဝှက်တဲ့စိတ်တွေများနေတာတွေရှိနေတတ်ပါလေတဲ့စကော်ပီယိုလေးတွေကတဲ့တခြားသူပေါ်အလွယ်တကူမယုံကြည်ကြလို့တခြားသူတွေရဲ့စိတ်ကိုလည်း control လုပ်ချင်တဲ့စိတ်တွေများတယ်တဲ့တခါလေကြရင် control လုပ်လို့မရရင်
ဒေါရတွေဖြစ်ပြီးအညိုးသေးတွေထားလက်စားချေတဲ့အဆင့်တွေပါရောက်နေတတ်ကြတယ်တဲ့စကော်ပီယိုလေးတွေကသူတို့မကျေနပ်တော့ဘူးဆိုရင်စောင့်ကြည့်ပြီးလက်စားချေတတ်တဲ့အကျင့်ရှိတာလေသူတို့တွေပါပဲနော်စကော်ပီယိုလေးတွေကအမုန်းတရားတွေအညိုးတွေအာဃာတတွေဘလောက်ကြီးတဲ့သူတို့ချစ်တဲ့သူတွေရှေ့ရောက်ရင်ကလေးလေးတယောက်လိုဖြူစင်သွားတတ်ကြပါတယ်တဲ့စကော်ပီယိုလေးတွေရေဘဝကရှယ်ရိုဆိုက်တွေကို balance လုပ်နိုင်ပြီဆိုရင်ပျော်စရာပွားလေးဖြစ်သွားမှာပါနော်အရာရာကိုကလိုက်ပြီးထိန်းချုပ်လို့ဘယ်ရမလဲခွင့်လွှတ်ခြင်းဆိုတာတစ်ဖက်သူအတွက်တည်းမကပဲကိုယ့်ရဲ့အစိတ်တွေကိုဖယ်ထုတ်လိုက်တယ်လို့ပါပဲလေစကော်ပီယိုလေးတွေကသူတို့နာမည်လေးတွေနဲ့လိုက်အောင်တစ္ဆာရှိတဲ့အစိတ်ပြင်းနေစကော်ပီယိုလေးတွေရဲ့ best friend sign ကတော့ပိုက်စီလေးတွေဖြစ်ပါတယ်စကော်ပီယိုလေးတွေကပိုက်စီလေးတွေနဲ့တွေ့သွားပြီဆိုရင်အလွန်ရင်းနှီးတဲ့စိုးမိတ်တငယ်ချင်းတွေဖြစ်သွားနိုင်ပါတယ်စကော်ပီယိုလေးတွေရဲ့ပြင်းထန်တဲ့အစိတ်တွေကပိုက်စီလေးတွေရဲ့နူးညံ့မှုနဲ့ဖြည့်ဖြိုးစေပါတယ်တဲ့စကော်ပီယိုလေးတွေကကပရီကွန်လေးတွေနဲ့စီးပွားသွဲလုပ်မယ်ဆိုရင်အောင်မြင်မှာပါတဲ့စကော်ပီယိုလေးတွေရဲ့ဇွဲနဲ့ကပရီကွန်လေးတွေရဲ့ရည်မှန်းချက်ကအင်အားကြီးတဲ့စီးပွားရေးအမ်ပါယာကြီးတစ်ခုတည်ထောင်နိုင်လို့ပါပဲတဲ့စကော်ပီယိုလေးတွေရဲ့ relationship soul connection sign ကတော့ Taurus ဖြစ်ပါတယ် Taurus နဲ့ကစန့်ကျင်ဘက်အစွန်းနှစ်ဖက်ဖြစ်နေပြီမြဲအရန်ကိုဆွဲဆောင်မှုရှိတဲ့အတွဲပါပဲတဲ့ Taurus ရဲ့တည်ငြိမ်မှုက Scorpio လေးတွေရဲ့မုန်တိုင်းထန်တဲ့စိတ်တွေကိုတည်ငြိမ်အေးချမ်းစေလိုပါတဲ့ဝါတာဆိုင်ရေမီသားစုလေးတွေရဲ့အားသာချက်အားနည်းချက်လေးတွေကို generally ခြုံငုံကြည့်ရမယ်ဆိုရင်သူတို့လေးတွေကတဲ့နှလုံးသားကိုအခြေခံပြီးရှင်သန်နေတဲ့လူတွေဖြစ်တယ်တဲ့ဝါတာဆိုင်လေးတွေကတဲ့တခြားသူတွေရဲ့ခံစားချက်ကိုကိုယ်တိုင်ခံစားနေရလို့နားလည်ပြီးနိုင်စွမ်းရှိကြတယ်တဲ့ဝါတာဆိုင်လေးတွေကနားထောင်ပေးရုံနဲ့နားထောင်ပေးတာတော့မဟုတ်ဘူးခံစားကူပေးတယ်အကြံဉာဏ်တွေလည်းပေးပါတယ်တဲ့ဝါတာဆိုင်လေးတွေကအခြေအနေတစ်ခုကိစ္စရဲ့တစ်ခုပြဿနာတစ်ခုအပေါ်အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်စွမ်းရင်အရန်ကောင်းနေလူတွေရဲ့စိတ်ညီစိတ်ထားတွေကိုခံမှန်းတတ်တယ်အခြေအနေတစ်ခုရဲ့ဖြစ်နိုင်ခြေတွေကိုခံမှန်းတတ်တာတွေကြောင့်တခြားသူတစ်ယောက်ရဲ့inner mind ထဲမှာရှိတဲ့စိတ်ရင်းအမှန်ကိုခဏလေးအတွင်းမှာသိရှိနိုင်စွမ်းရင်ကောင်းတာဝါတာဆိုင်လေးတွေပါပဲဝါတာဆိုင်လေးတွေကအသွေးခေါ်တွေကိုဖြန့်ကျက်ရင်ဖြန့်ကျက်တဲ့လောက်ကျေပြတ်နိုင်တာမို့အမှုပညာတွေစာပေတွေဘက်မှာထူးချွန်ကြပါတယ်တဲ့ပြဿနာဖြေရှင်းတဲ့နေရာမှာလည်းအရန်တော်ကြတာဝါတာဆိုင်လေးတွေပါပဲတဲ့အပေါ်ရန်အပေါင်းအသင်းတွေထက်ရင်ထဲကနေလှိုက်လိုက်လဲပေါင်းတင်းခြင်းနေဆိုရင်ရေရှည်လက်တွဲခြင်းနေဆိုရင်ဝါတာဆိုင်လေးတွေကိုမိတ်ထားလို့မရဘူးနော်ဝါတာဆိုင်လေးတွေကချစ်ပြီးဆိုရင်လည်းအစွမ်းကုန်ချစ်ပြီးပေးဆက်တတ်ကြတဲ့လူတွေပါပဲတဲ့အသေးအဖွဲကိစ္စလေးတွေကအစားစိတ်ထဲအယံကိုခံစားတတ်တာတွေတခြားသူတယောက်ကမရည်ရွယ်ပဲပြောလိုက်တဲ့စကားလုံးလေးတွေအပေါ်အကြာကြီးဝမ်းနည်းနေတတ်တာတွေဝေဖန်မှုတွေလက်ခံဖို့ခက်ခဲတာတွေလက်တွေ့ဘဝတွေရဲ့ခါးသီးမှုတွေကိုရင်ဆိုင်ရမှာကြောက်လို့ဆိုပြီးကိုယ်ပိုင်အိမ်မက်ကဘာလေးတွေပုံနေတတ်တာတွေချေရတဲ့သူတွေကိုလက်လွတ်ရမှာစိုးရိမ်ပြီးအနားမှာဇွတ်ခေါ်ထားတတ်တာတွေကဝါတာဆိုင်လေးတွေရဲ့အားနည်းချက်လေးတွေပေါ့နော်ဝါတာဆိုင်လေးတွေရဲ့အဓိကလိုအပ်ချက်ကတော့သူတို့ရဲ့စိတ်ခံစားချက်တွေကိုလက်တွေ့ဘဝနဲ့မျှတအောင်ထိန်းညှိပြီးကိုယုံကြည်မှုထားပြီးရှေ့ဆက်ဖို့ပဲဖြစ်ပါတယ်ဝါတာဆိုင်လေးတွေကကိုယ်ပိုင် intuition လေးတွေကိုကောင်းမွန်စွာအသုံးချနိုင်ရင်
ဘဝမှာအရန်ကိုထူးချွန်တဲ့သူတွေဖြစ်လာမှာအသေးချပါပဲလို့ပြောရင်နောက်ဆိုင်လေးတွေမှာပြန်ဆုံတွေ့ကြရအောင်နော်